အောင်နေဆန်းရဲ့ဒူးပြန်တက်ကွက်ကြောင့်မိုက်ခဲ3လတဲ့ပွဲကဲဒီမှာတစ်ချက်ကြည့်မယ်ဗျာအပြာတော့အောင်နေဆန်းအနေတော့မိုက်ခဲကဲကျွန်တော်ဒီဘက်မှာပုံဝင်လင်းပြောရမယ်ဆိုရင်အောင်နေဆန်းကပို့ပြီးတော့ပညာသားထက်နဲ့မိုက်ခဲထက်ကဲပညာသားမသားတော့ဒီပွဲမှာတစ်ချက်ကြည့်တာကဲအဘုံပြောတော့ကဲဒီမှာတစ်ချက်ကြည့်မယ်နော်ကဲမိုက်ခဲဟက်ကစ်နော်မိုက်ခဲစီကံချက်ကောင်းတယ်ကဲကြည့်ထားနော်အိုးလုတ်ကစ်ပေထမိုက်တယ်အောင်နေဆန်းပညာတွက်လုံးဟက်ကစ်မိုက်ခဲကဲကူကာလာအစာနှလုံးကမိုက်တယ်လေးစားကိုကောင်းတယ်ကဲဆိုင်ထိုးပြိုင်ထိုးကဲလေးစားတယ်ပညာတွက်လို့ကဲဘဲချီပြဘဲချီကံပြီးတော့အဲ့မှာဘဲလက်နဲ့နော်ထောက်ပြီးတော့ကာလိုက်တယ်တရောင်နော်တရောင်နဲ့ဘဲရောင်နဲ့ထောက်ပြီးကာလိုက်တယ်တော်တော်ပညာပါတယ်တဲ့အောင်နေဆန်းနော်ပတ်ရောင်လေးမှာကျွေးတာကဲဘဲဝိုက်လက်ပြီးနော်လဲသွားလဲမိုက်ခဲကဲအဲ့မှာကြီးထူးပြန်တိုက်ွက်ဗျာလုံးဝအရှင်းနော်ကဲအဲ့မှာသွားရင်မိုက်ခဲ3တက်သွားပြီကဲအောင်နေဆန်းအနိုင်ရရှိပါတယ်